မနဲ့စော်ကြီးသွားရတာကိုထီရတော့ကြိုက်တယ်ဒါပေမဲ့မနဲ့စော်ကြီးထားရတာကတော့ထီရဲ့ကြိုက်လုံးဝမဟုတ်ပါဘူးတိုင်ပင်လည်းရလေဒီလိုမနဲ့အချိန်လေးပဲကြည့်လို့ကောင်းတာဆိုတော့လေထားရပါကွယ်ရာဒီတို့ပြောထားတာတော့ဒီနေ့မိုးရွာမယ်ဒါမဲ့လည်းမနဲ့စော်ကြီးတခါမှလည်းမသွားဘူးဆိုတော့ဒီသွားမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့တက်တဲ့တောင်ကလည်းတက်နေကြတောင်ဖြစ်တဲ့စက်တီကိုတောင်တက်မှာပေါ့နော်အခုတော့တောင်ပေါ်မှာမြူလေးတွေရှိနေအောင်တွေ့ရပါတယ်စက်တီကိုတောင်နာခွေးလေးဆိုပြီးရန်ကိုလိုက်မှာရယ်နော်ဒီခွေးလေးဆိုဒီအရင်ကမွေးထားတဲ့အကောင်လေးနဲ့တော့တူပါပေါ့နော်ထီတို့ကတော့6နာရီစတက်တယ်ဆိုပြီးတော့အစောဆုံးရောက်မယ်ထင်နေတာတကယ်တော့ထီတို့ကနောက်ကျနေတာတခြားလူတွေဆိုစောယူရောက်နေတာမနေ့ကလည်းမူရောက်ထားတော့တချို့နေရာလေးတွေကတော့တတိနဲ့သွားပေးရပါဘောနော်အစားထီကအမိုင်းအိတ်ယူလာပြီးတော့အမိုင်းလိုက်ကောက်ဖို့လုပ်ထားသေးရပါဘောနော်plan ကတော့ပြတ်သွားပါတယ်အကြောင်းရင်းကတော့အနက်ရှိနေတာပေါ့နော်ဟိုလူများ Facebook ပေါ်မှာတင်ထားတာတော့တွေ့ရပေါ့နော်ဒီတောင်တက်တဲ့လမ်းတစ်လျှောက်အနက်ရှိရဆိုတာဘာအနက်လဲဆိုတာတော့မပြောပြတော့ဘူးเนาะတကယ်ကတော့ဒီနေ့ထီကဒီလမ်းတက်တဲ့တောင်တက်တဲ့လမ်းတစ်လျှောက်အမိုက်တွေလည်းကောက်မယ်ပေါ့အမိုက်အိတ်လည်းပါလာတယ်ဒါပေမဲ့အနက်ဆိုလို့တကယ်မကောက်နိုင်ပါဘူးကွယ်ဒါနဲ့ထီတို့တောင်တဝက်နာရောက်တော့မြူလေးတွေစမြင်ရပါပေါ့နော်မောင်နေလေးလိုက်ဒီနေ့တော့အပေါ်ထိတက်ကြပါတယ်အဓိကအဲ့နေရာမှာပဲနေမယ်လို့တွေးထားတာပေါ့ဒါမဲ့လည်းတခြားလူတွေအပေါ်ကြီးထပ်သွားကြသေးရပေါ့အဲ့နဲ့ထီတော့လည်းလိုက်သွားမယ်ပေါ့အဲ့မှာမထင်မှတ်ပဲ rock balancing လို့ခေါ်တဲ့အရာလေးအများကြီးတွေ့ရပါတော့။စိုက်ထီကိုတောင်းဆိုအခောက်10ကျော်20လောက်တော့ရောက်ပြီဒါပေမဲ့ဒီလိုလောက်ထားတာကိုတကယ်မသိရ။ရှေ့ထပ်သွားကြည့်လိုက်တော့အများကြီးပဲလူများကြီးလောက်ထားပါတော့။အဲ့ဒါနဲ့ထီကလည်းလောက်ကြည့်စနေဆိုပြီးတော့လောက်ကြတာပေါ့။ကြောက်တုံလေးတို့ကြောက်တုံလေးပြလေးတို့ရှာပြီးကြောက်တုံလေးကို balance ဖြစ်အောင်ထားရတာလည်းတကယ်စိတ်လှုပ်ရှားတဲ့ကောင်းပါတော့။ပေါ်မှာလည်းခီးတူတီလေးတကောင်ကတ်နေသေးရဲ့သူသွားနေရဲ့ကြောက်တော့မလို့လားမသိဘူးအဲကြောင့်မို့သူ့နေရာလေးမှပဲပြန်ချပြီးတော့တခြားတစ်ခုပဲယူလိုက်ပါတော့ဘာလို့ဆိုတော့သူ့ရဲ့အိမ်လေးဖြစ်နိုင်တော့အဲနဲ့အောက်ကိုပြန်ချလိုက်ပါတယ်မဆက်သွားတယ်လားတော့ပဲရေးလိုက်ရအောင်ကြောက်တော့လေးကိုဟန်ချက်ညီအောင်တင်လိုက်တဲ့အချိန်မှာပေါ့နော်ထီအနေနဲ့ဟိုစိတ်ရှည်ဖို့လည်းလို့တလို့အာယုံစူးစိုက်နေဆိုရင်လည်းလိုအပ်တယ်လို့ခံစားရတယ်တကယ်လုံးလိုက်တဲ့အချိန်မှာလည်းတကယ်ဟိုfocus ထားနိုင်ရပါတော့ဒီရဲ့လက်ရာတွေကတော့beginner မလို့လိုအပ်ချက်တွေရှိနေပေမဲ့လည်းကောင်းကောင်းစူးစမ်းထားပါတယ်နောက်ကတောင်းလာသက်ဖြစ်တော့ရှိမယ်လို့ပြောနေပါသေးရဲ့အမှန်သားလေးဖြစ်အောင်ပန်းလေးတင်ထားလိုက်ပါတယ်ဒီတာတာတော့အမတ်သားလေးပြောင်းအဲ့ဒါနဲ့ရုပ်ရည်မိုးကြတာပေါ့နော်အမိုက်ကောက်မယ်ဆိုတော့အိမ်နဲ့ဆူလိုက်ရပါတယ်ထီတို့ခဏတော့ပဲနေခဲ့ပြီးပြန်ခဲ့ကြတာပေါ့နော်ဘာလို့ဆိုမြူတွေကအုပ်လာတာပေါ့နော်လမ်းလဲတေချာမမြင်ရတာနဲ့ထီတို့ရှိကလူတွေကလည်းပြန်တော့မယ်ဆိုတော့နေရောက်တယ်မနေရဘူးဆိုတာနဲ့တူလိုက်ပြန်ရပေါ့နော်တကယ်ကိုခဏလေးအတွင်းမှာမြူတွေကအရမ်းများလာပေါ့နော်မိုးကလည်းစားရွာလာအစားကတော့အမိုက်အိမ်နဲ့ခေါင်းဆွတ်ထားသေးတယ်ဒါမဲ့လည်းရှုပ်လို့ဆိုပြီးတော့မိုးစိုးနဲ့ပဲသွားလိုက်ရပေါ့ပစ္စည်းတွေကိုတော့အိမ်နဲ့ပဲတေချာထုတ်လိုက်တယ်လူကတော့အဆိုးချင်းဆိုးဆိုပြီးတော့ထားလိုက်ရပေါ့နော်ဟိုမိုးကြီးလည်းမချိုးရကြပြီဆိုတော့တစ်ခါတလေမိုးဆိုတာကတော့နေလို့လည်းကောင်းပါတယ်ဒီနေ့ကတော့တကယ်ရီလည်းရီရပါတယ်တကယ်လည်းပျော်စရာကောင်းတဲ့နေ့ပါပဲတစ်ခါတလေမိုးဆိုတော့လည်းဘာမှမဖြစ်လာလို့ပေါ့နော်မိုးရရင်မိုးချိုးမယ်ဆိုတဲ့အတိုင်းပေါ့
ဒီတက်ရွယ်မှာမိုးရေလေးချူပြီးတော့လဲဟိုကလေးပြန်ဖြစ်တော့တလူခံစားစေရပါတော့ဒီနေ့မတရားဖြစ်စေတဲ့အတွက်ကြောင့်လည်းဒီနေ့ vlog ကိုအမတရားနဲ့ save ထားချင်တာပေါ့နော်ဒီရဲ့ video ကိုလည်းဆုံးထိကြည့်ပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်နောက် video မှာလည်းထပ်တွေ့ကြသေးရပါတော့ bye bye Cruising in my whip, yeah, I'm riding so clean. Expensive kind of love is my ultimate dream. From the real